တခါမှမရောင်းဘူးတဲ့ပစိုးလေးရောင်းပေးမယ်နော်ဒါလေးကတော့မနေ့ခင်အစည်းအဝေးတက်ရာကနေစပြီးတော့ညနေခင်းဒင်နာပွဲတွားတဲ့အထိကိုတနေ့ကုန်ပပပါလေးနဲ့လုံးဝကို elegant ဖြစ်နေမဲ့ပစိုးလေးပြပေးမယ်နော်ဒါလေးကပိုးစစ်စစ်ကလေးနဲ့နှစ်တရာချီလေးရောထားတယ်ပိုးပစိုးလေးဖြစ်ပါတယ်ဒီပစိုးလေးရဲ့ဈေးနှုန်းလေးကတော့8000နဲ့8000ပါသူရဲ့ကိုင်းအင်ဂျယ်လေးကကြတော့2ကိုက်နဲ့12လက်မှ73လက်မှရှိပါတယ်ကိုင်းအနံကတော့46ရှိပါတယ်เนาะကွေးအနံလည်းမြင့်တယ်ကွင်းကလည်းပဲ9000နီးပါးမရှိပေမဲ့လည်း2ကိုက်နဲ့12လက်မှ73ဆိုတော့ကွင်းလေးကလည်းဝေးရတာကွင်းချင်းလေးမဟုတ်ဘူးပေါ့เนาะဒီအထည်လေးကအယောင်လေးတွေကတော့လုံးဝဘိုးဆန်ဆန်တန့်တန့်လေးတွေနဲ့အရန်ကိုလှတဲ့အယောင်ဆက်ကလေးဖြစ်တယ်ပြပေးပါမယ်เนาะသူကကြတော့သူ့ရဲ့ဒီထည်လေးကိုဝယ်ပြီးပြီဆိုရင်ပေါ့ဘယ်လိုထိမ့်သိမ်းရမလဲဆိုရင်ဒီထည်လေးကိုကြတော့ကျမတို့နေ့စဉ်ဝတ်တွေဝတ်ပြီးတော့နေ့စဉ် short လို့ short လို့တော့မရပါဘူးသူကရန်ဖာရန်ခါ short လို့ရပါတယ် short တဲ့ခါကျရင်သူ့ကိုဆက်ပြအပြင်းစားတွေနဲ့ short တာမျိုးမဟုတ်ပဲနဲ့ဆက်ပြပျော့လေးနဲ့ short ရမှာပါပြီးတော့နေပူပူမှာအကြာကြီးမလန်းပဲနဲ့ပေါ့နော်ဟိုရေတွေအားရပါရလည်းမညစ်ဘူးပေါ့နော်ခါပြီးတော့မှပဲနေအရန်ပြင်းပြင်းမှာမလန်းပဲနဲ့6တာနဲ့တခါရတန်ယူရမယ်ပစိုးလေးဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုတော့တေချာလေးတက်တက်ရက်ကလေးနဲ့တိမ့်ထားမယ်ဆိုရင်အကြာကြီးထိအသုံးတဲ့ပစိုးလေးဖြစ်ပါတယ်တကွင်းကို8000နဲ့8000ပါလက်ဆောင်ပေးရင်လည်းကောင်းတယ်ဂါရဝပြုလို့ကောင်းတဲ့အထည်လေးပေါ့နော်ဒီအကြောင်လေးဆိုရင်တကယ်ကိုပွဲကာလာလေးအရန်ကိုအဆင်ပြေတယ်တန့်တဲ့အရာလေးပါပန်းရည်ပြောင်းလို့ပြောပါမယ်နော်ဒီအကြောင်လေးကြိုက်တယ်ဆိုရင်နံပါတ်ကလေးက1ပါရှင်ပွဲတယ်ဒီအထည်လေးရှာရတဲ့လူတွေယူပါနော်ဒါလေးကနံပါတ်က1ကလေးပါနောက်တစ်ယောက်လေးဆိုရင်ဒီလိုအယောင်လေးပါเนาะဒါလေးဆိုရင်နာမတအားရင်ပါတယ်ရင်လေးနဲ့ကာလာဇက်အရန်ကိုကြာပါပြီနံပါတ်3ကဒါလေးကနံပါတ်2ကလေးပါเนาะနံပါတ်ကဒါလေးလို့ချင်တယ်ဆိုရင်2ကလေးမှတ်ပြီးပါเนาะနောက်ထပ်တစ်ယောက်လေးကကြတော့အယောင်ဇက်ကလေးအယောင်ဇက်ကလေးအရင်လေးနဲ့ပေါ်တဲ့အယောင်ဒီလိုလေးမြင်ရတာဒီလိုလေးပြရင်နံပါတ်လေးကသူက3ပါเนาะဒါလေးလို့ချင်တယ်ဆိုရင်နံပါတ်3လေးပါဒီဝါလေးကိုလည်းကြည့်ပါအောင်တကယ်ကိုနော်လုံးဝတန့်ပြန့်နေတဲ့အရာလေးပါနံပါတ်လေးက4ပါအရန်ကိုတန့်နေတဲ့အရာလေးပါနောက်ဆုံးရောင်လေးဆိုလည်းအရန်ကိုတန့်နေအပြာလေးနံပါတ်5လေးထဲချင်းတေချာလေးပြပေးခဲ့ပါရရှင်ကြိုက်တယ်ဆိုရင်ဈေးနှုန်းလေး8800နဲ့အားပေးပါအောင်ရှင်